မင်္ဂလာပါရှင်အခုဖတ်ပြချင်တဲ့ဝတ္ထုတို့လေးကတော့ဆရာကြီးငွေဦးတောင်ရေးသားထားတဲ့ဗုဒ္ဓစာပကြီးအတွဲ1မှာအနော်မာတို့ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ဒီဝတ္ထုပါဆိုလို့ရှိရင်အလောင်းတော်တိတ်တက်ချမင်းသားတောထွက်တော်မူကံကိုရေးဖွဲ့ထားတာဖြစ်ပါတယ်နားဆင်ခံစားကြည့်ကြပါအောင်ရှင်ဤလောကသည်အချီးနှီးသောလောကသာသည်အနှစ်သာရကင်းမဲ့လာစွာ၏ဟန်ဆောင်သောလောကအမိုက်တရားတို့ဖြင့်ဖုံးလွှမ်းထားအပ်သောလောကဖြစ်သည်စိတ်ယုတ်စိတ်ညံ့တို့၏လှည့်စားမှုတို့ကြောင့်လျက်တစ်ပြက်အနေထားဖြင့်ဟုတ်လာပြီဟုထင်လိုက်မိသောအရာများသည်လောကအိမ်မက်များသာသည်ဤလောကသည်အိမ်မက်ဆန်လာစွာ၏ဤလောကဆိုရာ၌ငါကိုယ်တိုင်လဲပါ၏ငါဘဝသည်အတုထူသည်နီအဘေရာကိုအနှစ်သာရဟုဆိုရပါမည်နီထူသောအနှစ်သာရကိုမတွေ့ရတနေ့တခြားအိမ်မက်လောကတည်းဟုသောသမုတ်တရား၌ကျဲ့၍နှင့်၍နေသည်ကိုသာတွေ့ရသည်ငါအသက်သည်29နှစ်သို့ပင်တိုင်ခဲ့ပြီအသက်သည်ငါမကြီးလို့တော့လည်းမရတနေ့တခြားအိုမင်းချင်းတို့သာရှေးရှုဆွဲဆောင်ရရှိသည်ငါသည်ငါတားဆီး၍မရသောအချိန်တည်းဟုသောအမိုက်တိုက်ကိုတနေ့ပြီးတနေ့မူးမေ့စွာဖြတ်တန်းလျက်ရှိခဲ့ရသည်ညီသည့်အရာတွင်မျှထူးခြားသောအနှစ်သာရကိုမတွေ့ရချေတကားမနေ့ကရောက်လာသောအချိန်ဒီပင်ယနေ့လည်းရောက်လာ၏မနေ့ကစားသောထမင်းအဖျော်ရမကကိုပင်ယနေ့စားရ၏မနေ့ကကြားရသောစောင်းညင်းပတ်တာတန်တို့ကိုပင်ယနေ့ကြားရ၏မနေ့ကဝိုင်းဝန်းခါရလျက်ရှိကြသောအချွေရန်တို့သည်ပင်ယနေ့လည်းအလားတူခါရလျက်ရှိကြ၏ငါသည်အချိန်တန်လျာအစားတန်လျာအဝတ်တန်လျာတို့၌တဝဲလဲလဲနှင့်မွန်လျက်ရှိခဲ့ရသည်အချွေရန်တန်လျာပတို့မြထူးခြားချက်ကိုမတွေ့ရဤထီနံဤအချွေရန်ဤအတန်ဤအစားဤအစားဤအိုးအစင်တို့ကိုသူတို့ကစီးစိမ်ရတာဟုဆိုကြသည်ဟုတ်လေမည်လားဟုတတိထား၍ခံစားကြည့်မိသည်မတွေ့လုံးဝမတွေ့စီးစိမ်ရတာဆိုသည်မှာခံစားသူဤမျက်စိလည်မှုအပေါ်၌သာတည်သည်စင်စစ်တော်ကစီးစိမ်မဟုတ်အရသာလည်းမဟုတ်စီးစိမ်အရသာဟုဖောက်ဖောက်ပြန်ပြန်အထင်ရောက်နေကြခြင်းများသာဖြစ်သည်ငါစားသောစီဦးထောပတ်သည်စင်ရဲသားတို့ဤပဲနောက်ဟင်းတဲ့အတုထူးခြားပါသည်ငါနေသောဆုလစ်မွန်းကျွန်းသည်စင်ရဲသားတို့ဤဝါကျန်းအိမ်တဲ့အတုထူးခြားပါသည်ငါဝတ်သောပိုးဘဲကတိပါသည်စင်ရဲသားတို့ဤနိုင်ငယ်တဲ့အတုထူးခြားပါသည်စင်စစ်အမှန်တော်ကထူးခြားခြင်းမဟုတ်ထူးခြားသည်ဟုထင်မှားနေခြင်းများသာဖြစ်သည်ထို့ထက်ဆိုသည်ကငါပတ်ဝန်းကျင်ဖြစ်သည်ငါသည်စင်ရဲသားတယောက်ကဲ့သို့များလွတ်လပ်သူမဟုတ်ချေစင်ရဲသားတယောက်ကဲ့သို့များစိတ်ချမ်းသာရသူမဟုတ်ချေခမဲတော်မှစ၍ငါအမျိုးအနွယ်ငါပတ်ဝန်းကျင်တာဂီဝင်တို့ကိုကြည်ရတွေ့ရသည်မှာစိတ်မချမ်းမြေ့ဘဲအတိဖြစ်၏ထို့ကြောင့်ငါသည်သူတို့နှင့်မဆက်ဆံခြင်းသူတို့ကိုမြင်တွေ့ရတိုင်းစိတ်မချမ်းသာဖြစ်ရသည်အကြောင်းတော်ကသူတို့မျက်နှာတိုင်းတွင်ငါတို့သည်သာကြီးမြတ်၏ဟုသောမာနကလကားကိုလွှမ်းကာ၍ထားကြသည်သူတို့မျက်နှာနှင့်ဟန်အမူအရာတိုင်းသည်မာနတကွန်လွန့်ထားပြီးသို့ရှိချေ၏အစစ်မှန်ကိုမတွေ့ရချေငါသည်ဤပတ်ဝန်းကျင်မှရုံထွက်ဖို့ရန်ကြံစီကြိုးစားခဲ့သည်မှာအကြိမ်များစွာရှိပေပြီမအောင်မြင်ခဲ့သည်အခြားနှောင်ညိုများထက်ရတော်ဤနှောင်ညိုသည်ကြီးမားလာချေ၏ရတော်သည်ငါအပေါ်၌တန်ရောစင်အနောင်ဖွဲ့ကြီးမားလာပေစွာဤပတ်ဝန်းကျင်မှရုံထွက်မည်ကြံလေတိုင်းရတော်ကိုငဲ့ခဲ့ရသည်ယနေ့တော့ရတော်တွင်သာမကရင်သွေးတန်ရောစင်ကျိုးကိုပါထပ်မံတုံနောင်ချေတော့ရင်သွေးနှင့်ရင်ဆိုင်မိလင်ရုံထွက်နိုင်ဖို့ခက်သည်ထက်ခက်ချိန်မည်ညီသည့်နီးနှင့်မဆိုမတွေ့အောင်ကြိုးစားရမည်ယနေ့ငါကြိုးစားချက်အောင်ရမည်ယနေ့ဥယျာဉ်မှအပြန်သောကိတာဂေါရမိထာမှနေဗုဒ္ဓဟူသောမင်္ဂလာစကားကိုကြားရချေသည်ထိုဝေါဟာရထိုစကားကိုငါသည်ရှေးကမကြားဘူးခြင်းထိုစကားကြောင့်ငါ့ဖို့အာရနစ်ချိုက်ရှိလာစွာ၏နေဗုဒ္ဓငြိမ်းချမ်းရေးငြိမ်းချမ်းရေး
နေပုတ္တဟုသောစကားကိုတတိယလိုက်သောအခါအားအင်တိုးတက်လာ၏တလွန်ညောင်ဆောင်ထက်တွင်ငြိမ်သက်စွာတွေးတောနေရမှရုတ်တရက်အမတ်တရမိလျက်သာဖြစ်သွားသည်ထိုအားထိုအင်နှင့်အတူကြစ်လက်သောအဝတ်တို့ကိုလျင်မြန်စွာဝတ်ဆင်မိလျက်သာဖြစ်သွားသည်ထို့နောက်တစ်ဖက်အဆောင်တွင်အိပ်လျက်ရှိသောဆန္ဒအမတ်ထံသို့သွား၏ဆန္ဒထံသို့သွားရနိုင်မူခြေလမ်းတို့သည်တုံနေလျက်ရှိကြ၏ယခုအချိန်၌ရတော်သည်တီးတန့်အဆောင်တွင်အိပ်ပျော်လျက်ရှိခြင်းမည်ရတော်၏ရင်ခွင်၌ရင်သွေးငယ်ကလေးသည်လည်းအိပ်ပျော်လျက်ရှိခြင်းမည်ဟုတော့တွေးကွက်ဝင်လာသောကြောင့်ဖြစ်ပေ၏တန်ရောစဉ်ကျိုးသည်နောက်ဆုံးအနေအထားဖြင့်ရတော်၏အိတ်ခမ်းဝါတို့တုံဆွဲလိုက်ပြန်ချေပြီထင်သည့်အတိုင်းပင်ရင်သွေးငယ်ကလေးသည်ရတော်၏ရင်ခွင်၌ကရုကရင်အိပ်ပျော်လျက်ရှိသည်ကိုတွေးရချေသည်အရှိန်ပြင်းဝင်သွားပြီးရင်သွေးကလေးကိုတအားပွေ့ဖက်နှိုင်းရှုပ်လိုက်ချင်လာ၏သို့သောရတော်နိုးလျင်ရီမှန်းချက်ပြည့်ရချေသောဟူသောအတိတရားရုတ်တရက်ဝင်လာ၏ဒီတချီမှမအောင်မြင်လည်းနောင်ကိုအောင်မြင်ဖို့ခက်ချေတော်မူတို့ဖြစ်၍မျက်နာကိုရတော်တို့ထံမှအတင်းလွဲဖဲ့ကဆန္ဒအမတ်၏အဆောင်တို့ကူးခဲ့၏တနေရာတွင်တိမ်မွေ့စွာအိပ်လျက်ရှိသောဆန္ဒ၏ကိုအသာအရာလက်ဖြင့်ပုတ်ကညင်သာသောအတန်ဖြင့်ပြောလိုက်၏ထလောဆန္ဒရန်ဒီကကိုပြင်ချေလော့ငါတို့အနော်မာတို့သွားကြစို့အနော်မာတို့ဆိုတဲ့ဒီဝတ္ထုတူလေးကဒီမှာတင်ပြီးဆုံးပါပြီရှင်အလောင်းတော်တိတ်တတ်တာတောထွက်ခန်းလေးဖြစ်ပါတယ်